ခေါင်းစဉ်ကတော့HIV နဲ့ပတ်သက်တာပေါ့နော်အဲ့တော့မိတ်ဆက်တာအရင်တော့ရမယ်ဆိုတော့မိတ်ဆက်တာကျွန်တော်ကတော့ဒီလိုမျိုးမှာကြီးမနိုင်ဇာရေးဆရာတင်တွင်စာမနေရှိတယ်ဘုရားဥပဒါစာကြည့်တော့ဘုရားအချိကအရင်သားအဲ့တော့ဒီစာပေဝိုင်းနေမှာပေါ့နော်ကျွန်တော်တို့ဟုတ်လားမြို့နယ်ပေါင်းစုံပေါ့သွားကြတဲ့အခါကျတော့ကျွန်တော်တို့ကြီးနိုင်နေတော့ပါတယ်ဒီကအခါပေါ့ဘယ်တန်းတော့ကျွန်တော်တို့ပေါ်တာကိုတက်နေတော့ဘယ်တန်းလာပူပေါင်းပြီးဆောင်ရွက်ပေးတယ်လာတာနဲ့လာပြီးတော့လေကျွန်တော်တို့သွားတယ်ပေါ့နော်ဟိုမှာစီးပွားရေးရပ်ကွက်ဖြစ်တဲ့အခါကျတော့ဒီစာရေးဆရာကြီးများလေးနေတဲ့အခါကျွန်တော်တို့သွားပြီးဆရာသူကဆိုရင်လာပူပေါင်းပြီးဆောင်ရွက်ပေးတယ်ဒါဆရာသူကတော့ကျွန်တော်နဲ့ကတော့တားပြီးတော့ပြန်ပြောစဉ်းစားရှိတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းခေါင်းထဲမှာထည့်လာတာအများကြီးဖတ်ပြီးစားရတာခါလေးကြတဲ့အစင်မပြေဘူးအလုပ်လုပ်ရတာလေလူတွေကတော့ချိတ်ရတယ်ကိုယ်တိုင်ပြေပဲနဲ့ကိုသွားနေတာခါလေးကြီးလို့ခါတာတင်ပြီးတော့မရတာရှိတယ်နော်အဲ့တော့စပဝိုင်းတဲ့ကိစ္စကိုပြောရရင်တော့နာဆရာကြီးအောင်လို့စကားနဲ့ကျွန်တော်လည်းကျောင်းဆရာမဒါလေးတာခဲ့တာဆိုတော့ဒီကလေးတွေကဒီကျမ်းမှာမပါလာသေးတာကျွန်တော်တို့မှလည်းအားနည်းချက်ရှိတယ်အဲ့တော့ခါတိုင်းလူတွေကကလေးတယောက်ကအလုံးကနေဆွဲပေါ်လာတယောက်ရှိတယ်ဆရာမျိုးတွေတွေလည်းဒီတော့ပေါ်လာတယ်စာမေးပွဲရှိလို့3ယောက်ရှိတယ်3ယောက်မင်းကြောက်တယ်ပေါ့မလာနိုင်နဲ့တော်လေးစာဖတ်ကြစာဖတ်တဲ့ကလေးကလည်းဖတ်တယ်မဖတ်တဲ့ကလေးကများနေတယ်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့ကတိုက်ဖြတ်ဖို့အတွက်ဟလာတိုက်ဖြတ်ဖို့ဆိုတာအချိုက်ပြီးတိုက်ဖြတ်တယ်လို့ဟိုကျွန်တော်တို့ကလည်းနီးစနစ်လေးတွေတော့အောင်အဲ့တော့ကိုကဇာရေးဆရာတွေကြီးပဲဆိုဖြစ်လို့ဖြစ်နေမမနောက်မျိုးဆက်အတွက်ကျွန်တော်တို့ကစာဖတ်ရှင်မြင့်တင်လေးလို့ဆိုတဲ့အတွက်ကြောင့်စာဖတ်ခြင်းစိတ်ပေါ်လာကျွန်တော်တို့အားလုံးမှာလည်းတာဝန်ရှိရပေါ့ဇာရေးဆရာတွေပိုင်းဖြစ်နေဒီနီလာနဲ့မရရင်တော့နီလာပေါ့ဟုတ်လားအဲ့ဒါနဲ့ပူပေါင်းပြီးတော့အခုလိုလေးစားမပူသွားလို့ဟိုဖြစ်ပြီးဆိုအားနေပြီဆိုတာအခုနိုင်ငံတော်ရဲ့တင်နန်းတွေဖွင့်ပါနော်ဒါ YMB တို့လိုဖွဲ့စည်းရတဲ့တင်နန်းတွေရင်းကြီးနေမှာလို့ဘာလို့ပတ်တယ်လို့ကျန်တဲ့လူမျိုးရေးဖွဲ့စည်းရတယ်ဒီလူငယ်ရဲ့အနာဂတ်တွေပေါ့နော်ကျွန်တော်တို့စဉ်းစားပြီးတော့လုပ်ဆောင်ပါမယ်ဟိုနိုင်ငံတော်ရဲ့အားထုတ်နေလို့လည်းမရအောင်ဘာလို့လဲဆိုအောက်ခြေမှာကျွန်တော်တို့ရှိတာအောက်ခြေကနေအခြေကုန်မြင့်မှာဟလာတိုင်းပြည်ရဲ့နိုင်ငံတော်အဆင့်ကိုဆွဲသွားလို့ရတယ်ဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ကတပတ်လာလေကောက်ဆိုင်ဆက်ပဲဆွေးနွေးပြန်ဆိုအခုလိုကြောင်းပြတဲ့အခါမျိုးလေးပေါ့ပြန်ဆက်ဦးစီးဖို့မြင့်တာရခဲ့မြင်တာရွတ်တဲ့ပညာရေးမှုကိုကျွန်တော်တို့လိုက်ဆိုလဲလိုက်ပါဟလာဆွေးနွေးပြီးတော့ကျောင်းသားလေးပေါ့နော်သူတို့လူနိုင်တော့ရှိရပါဆရာမတွေကဆရာမချစ်တဲ့လူတွေရှိတယ်ဟလားဘာဖြစ်လဲဒီကျဲကိုကျွန်တော်တို့ဝင်လာနိုင်စီးအောင်လုပ်တယ်နော်အဲ့မှာလည်းသူတို့ခက်တဲ့နေစာအုပ်လေးကျွန်တော်တို့ line လုပ်မယ်လားအဲ့တော့သူစာပတ်ချင်းစီတိုးဆွပြီးတော့နော်ဆိုတဲ့အခါကျွန်တော်ဝိုင်းရဲ့အကျိုးဆက်ပေါ့နော်ဒါကျွန်တော်တို့ရဲ့လူဆောင်မှုပေါ်မှာအများကြီးတည်တယ်နော်အဲ့တော့အပနိုင်ပါတိုင်းကြည့်ပဲမျိုးနဲ့ကြည့်ကျွန်တော်ဆိုင်ဆရာတွေလည်းအများကြီးဒီကျောင်းသားမရှိတဲ့တော့ဖြစ်နေတဲ့အခါကျတော့အဲ့ဒါလေးလည်းကျွန်တော်တို့ရဲ့အဓိကအနေနဲ့ဆိုတော့နော်အဲ့တော့ဒီနေ့ကတော့ဆရာကျွန်မမူလီတာပါတခါလေးပြောလိုက်ပါမယ်အဲ့တော့ဒီနေ့ကတော့